မင်္ဂလာပါရှင်။နာတော်တာစင်သူမိတ်ဆွေများအားလုံးကို URDI Channel လေးမှာနှုတ်ခွန်းဆက်တာပါရရှင်။စာရေးဆရာမမတ်ဝင်းမြင့်ရေးသားသောရေပြာအိမ်မဇလန်းများပေါင်းချုပ်ထဲမှရေပြာအိမ်မသူတော်စင်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ရွာကလေးကရှေးရခင်ကကြီးကျယ်စီကားခဲ့ဘူးကြောင်းကိုအိုမင်းနေပြီဖြစ်သည့်ကြီးမားခမ်းညားသောဖုံးတော်ကြီးကြောင်းကျွန်းသားတိုင်လုံးကြီးများဖြင့်စောက်ထားခဲ့စီကမူရိုင်နေနေပြီဖြစ်သည့်ဇေယျကြီးတို့ကတက်တည်ခံ၍သာရှေးရခင်ကရွာကြီးတွေဟာဖြစ်ခဲ့ဘူးကြောင်းကိုကျောင်းဆရာမလေးမက်ခင်ရွှေကစဉ်းစားယူရသည်ယခုမက်ခင်ရွှေမျက်မြင်တွင်ကမူလာတန်းကျောင်းလေးတစ်ကျောင်းဖွင့်နိုင်ုံမျှသာအသင့်အင့်အင်ဂျီရှိသောရွာတရွာမျှသာဖြစ်နေသည်မက်ခင်ရွှေကမိဘဆွေမျိုးအားကိုးစရာအထောက်ခံကင်းမဲ့ရှာသူဖြစ်သည့်အလျောက်အခြေခံပညာရေးအထက်တန်းကိုဂုဏ်ထူးနှစ်ခုဖြင့်အောင်မြင်ရန်ဖြစ်မိအောင်ကြိုးစားလာခဲ့ရရှာသည်အောင်မြင်မှတော့လေတက္ကသိုလ်နယ်မြေကိုအနားတည်ရန်စိတ်ပင်မကူးဝန်းသည့်အခြေအနေကြောင့်ဆရာပြည့်တင်တန်းလျှောက်ခါတင်တန်းတက်ခဲ့ရသည်မူလာတန်းပြဆရာမလက်မှတ်ရသောအခါဤရွာကလေးတို့တာဝန်ထမ်းဆောင်ရန်အမိန့်ချခဲ့သည်ရွာကလေးကတောလန်းလာလန်းအတွက်အလွန်အမင်းခက်ခဲခြင်းကမဖြစ်ပေမြို့ကြီးပြကြီးနှင့်တော့အတန်ငယ်ကွာလှမ်းသည်ဟိုတစ်ချိန်ကတော့တိတ်စီကားရဲ့ရွာကြီးပါပဲအဲ့ဒီအချိန်ကမော်တော်ကားလမ်းကရွာပြီးနာကတ်နေတော့စီကားခဲ့တာပေါ့အလဲတန်းကြောင်းတော့ရှိခဲ့ဘူးတယ်စစ်ပြီးဒီဘက်ခေတ်မှာတော့အဲ့ဒီမော်တော်ကားလမ်းကိုမသုံးတော့ပဲအခုလမ်းအသစ်ဖောက်ထားတာကိုပဲအစိုးရကသုံးတော့ရွာလဲအလိုလိုကော့ပြီးတွေးချောက်သွားရတယ်လေအလဲတန်းကြောင်းပြက်ပြီးမူလာတန်းကြောင်းတော်မှာအနိုင်ကျင်းရတာကလားဒါပေမဲ့ရွာကလေးကတော့တားရပါတယ်တူမကြီးကထူးထူးဆန်းဆန်းအဖြစ်ကလေးတွေသိခြင်းကြားနာခြင်းမှတ်သားခြင်းနဲ့ဝါသနာပါသူဆိုတော့ဒီရွာကလေးနဲ့အန်ခိုက်ပေါ့အခုခေတ်လူတွေအနေနဲ့မယုံရင်ပုံမြင်မှတ်လို့ပြောရမယ့်အဖြစ်ထူးထူးဆန်းဆန်းလေးတွေရှိတဲ့ကွယ်မက်ခင်ရွှေအမှုထမ်းတာဝန်ယူရမည့်ရွာကလေးမှာမွေးရာဇာတိဖြစ်ပြီးယခုမြို့ပေါ်မှာပညာရေးဌာနအရာရှိဖြစ်နေသူပုဂ္ဂိုလ်ကြီးကမက်ခင်ရွှေစိတ်မပြတ်အားမငယ်ရန်စိတ်ဝင်စားစရာစကားဖြင့်အားပေးနှစ်သိမ့်သည်ရွာကလေးနာမည်ရေးပြအိုင်ဟုသိရသည့်အချိန်ကရွာနာမည်လေးကအေးချမ်းလိုက်တာဟုမက်ခင်ရွှေပြောမိသည်ယခုဤရေးပြအိုင်ရွာကလေးသို့မူလာတန်းကျောင်းဆရာမလေးအဖြစ်မက်ခင်ရွှေရောက်လာပြီဖြစ်၏သဘောကောင်းသောရွာသူရွာသားတွေ၏စီစဉ်ပေးချက်အရရွာဦးထိပ်ဖုံးတော်ကြီးကျောင်းနှင့်မလန်မကန်ခြံကျဲကြီးမှာရှေးဆန်ဆန်ဆောက်ထားသည့်တစ်သားအိမ်တအိမ်မှာမက်ခင်ရွှေနေထိုင်ရသည်အိမ်ကဟောင်းနှွမ်းတော်လဲခိုင်ခန့်လုံခြုံသည်အိမ်သူအိမ်သားများမရှိကြအသက်80ကျော်နေပြီဖြစ်သည့်အမေကိုတယောက်နှင့်အသက်50ကျော်နေပြီဖြစ်သည့်သူသမီးတက်ကြီးရွယ်ကိုသားမိ2ယောက်သာရှိသည်အမေကြီးကမုတ်ဆိုးမှသမီးကအပြူကြီးဖြစ်သည်ဤသားမိအခြေအနေကအုံမင်းမစွမ်းအရွယ်ဖြစ်တော်လဲကျွေးမိကင်းကင်းဖြင့်သားမိ2ယောက်ထမင်းတဝမ်းကိုအေးလူလူစားနိုင်သောအခြေအနေမှာရှိနေသည်ဟုမက်ခင်ရွှေအကဲခတ်မိသည်မက်ခင်ရွှေကအမေကြီးကိုဖွားဖွားဟုခေါ်ပြီးသမီးကိုအမေဟုခေါ်သောအခါအဖွားကြီးသားမိ2ယောက်လုံးရှင်းနေကြသည်မိဘဆွေမျိုးကင်းမဲ့ရှာ၍လိမ္မာတိမ်မွေသောမက်ခင်ရွှေကိုသားမိ2ယောက်လုံးကချစ်ကြသည်မက်ခင်ရွှေကရွာမကလေးသူငယ်တွေ၏ပညာရေးကိုစေတနာထက်သန်စွာဖြင့်ဖိဖိစီစီဆောင်ရွက်နေရခြင်းကြောင့်မယုံရင်ပုံမြင်မှတ်လို့ပြောရမယ်ထူးထူးဆန်းဆန်းအဖြစ်ကလေးတွေရှိတဲ့ကွယ်ဟူသောပညာရေးအရာရှိပြောလိုက်သည့်စကားကိုပင်စိတ်မဝင်စားအားမလိလာအားနိုင်တော့ပြီဤရွာကလေးတို့မက်ခင်ရွှေရောက်လာခဲ့သည်မှာ6လကျော်အချိန်သို့တိုင်လေပြီဝတန်ရာသည်ပြောင်းကြွ၍ ဟေမန္နအတွင်ချင်းနှင်းသည်တွင်
မြောက်ပြန်လီညင်းကငွေနှင်းမုံတွေဖွေးဖွေးဖြင့်အေးအေးတက်ကိုထပ်လောင်းလာသောအခါတောရိပ်တောင်ရိပ်ဖြင့်မှိုင်းမိုင်းညွညွရှိသောရေပြာရွာကလေးသည်စိန်အေးအောင်ပင်ချမ်းလှသည်ဤမြချမ်းအေးလာသည့်အချိန်ဝဲဖွားဖွားနှင့်အမေသည်မွေးကြိုင်သောပန်းတွေနန့်သာတွေဖျောင်းနိုင်တွေကိုရှေးခေတ်သုံးဘဲဥပုံတံကြီးဖြင့်သွန်းထားသည့်မနောလင်မန်ကြီးတဲ့သို့တယုတတိထဲ့နေကြသည်အချိန်ကနနက်9 နာရီဖြစ်၏ဆောင်းရာသီမှာဤအချိန်သည်အလင်းရောင်လုံလောက်အောင်မရသေးပေအမှောင်ကလွှမ်းမိုးနေသေးပင်ဖြစ်သည်ဖွားဖွားနဲ့အမေဖုန်းကြီးကြောင်းသွားမလို့လားအိမ်ပြင်ထွက်မိအတွက်အနှွေးတယ်ဝဲမျက်နှာတုပ်ပေါ်ကဦးခေါင်းပတ်ထားကြသည့်အဖွားကြီးသားမိကိုအိယာမှစောစောထားလေးရှိသည့်မက်ခင်ရွှေကမေးသည်ဖုန်းတော်ကြီးเจ้าကိုမဟုတ်ဘူးဆရာမလေးရဲ့သားကိုသွားပူဇော်မလို့အမေကြီးကပြောရင်ကျေးလင်မန်းကိုယူကဦးခေါင်းထက်ရွက်ရန်အားထုတ်နေသောအခါသမီးဖြစ်သူကအမေမရွက်နဲ့ကျမရွက်မယ်မောင်လေးကိုပူဇော်ဖို့သွားရင်ကျမရွက်နေကြပါအမေဆိုပြီးလင်မန်းကိုပြန်ယူသည်ဖွားဖွားသားကသာသနာ့ဘောင်ပါလားသူတို့သားမိစကားကိုကြားရသောမက်ခင်ရွှေကအပူဇော်ခံမိသူတို့မောင်သူတို့သားသည်သင်္ကန်းဝတ်နေသူယဟန်တန်ကဖြစ်မည်ဟုတွေးပြီးမေးလိုက်ခြင်းဖြစ်သည်မဟုတ်ပါဘူးဆရာမလေးရဲ့သာသနာ့ဘောင်မဝင်ခံရပေမဲ့အပူဇော်ခံထိုက်အောင်မြင့်မြတ်လို့သွားပူဇော်မှာပါအမေကြီးကဖြေသည်အပူဇော်ခံထိုက်အောင်မြင့်မြတ်လို့အမေကြီးစကားအတိုင်းမက်ခင်ရွှေကတိုးတိုးရွတ်လိုက်သည်မြည်သည့်အတွက်အပူဇော်ခံထိုက်ကြောင်းကိုမူမက်ခင်ရွှေနားမလည်နိုင်မီသူတို့သားမိအပြောတိုင်းဆိုတော့သူတို့သားသူတို့မောင်သည်ယဟန်တန်ကမဟုတ်ကြောင်းကတေးကြနေပေသည်ထို့သို့ဖြစ်လျင်လူသူတော်ပြီလားယောဂီဝစ်ပြီးတရားအားထုတ်နေသလားအတိဋ္ဌံဝင်ကူအောင်နေသလားမက်ခင်ရွှေကအမျိုးမျိုးတွေးနေသည်မက်ခင်ရွှေတွေးတော်စဉ်းစားနေသောအမှုအရာကိုအဖွားကြီးသားမိနှစ်ယောက်လုံးကမြင်သည်ထိုအခါတအိမ်ထဲအနီးကြ၍ခင်မင်ရင်းနှီးနေပြီဖြစ်သည်ဖြင့်မက်ခင်ရွှေကိုသူတို့နှင့်လိုက်လူကလိုက်နိုင်ကြောင်းပြောပြီးခေါ်သည်သိကျင်နေသောမက်ခင်ရွှေကလည်းနှစ်ခါမခေါ်ရပေကြပြကတိအနှွေးတွေထပ်ဝစ်လိုက်၏ဖွားဖွားနဲ့အမေကြီးကလူကြီးတွေပဲကိုလွတ်လက်လွတ်လိုက်ပါကျမကတန်တုံးမြန်လုံးဆိုတော့ကြီးလင်မန်းကိုကျမရွက်ခဲ့ပါမယ်ဖွားဖွားမက်ခင်ရွှေကပြောပြီးခြေမြန်လက်မြန်ဖြင့်ကြီးလင်မန်းကိုကောက်ရွက်လိုက်သည်သူတို့အိမ်ကထွက်လာချိန်ဝဲ9 နာရီခွဲပြီးနေပြီသူတို့ရွာပြင်ရောက်သောအချိန်တွင်6 နာရီထိုးနေလေပြီနောက်လင်းရောင်ကအရှိမိုးကောင်းငင်ဝဲဖြာထွက်နေတော့မီဟန်ပြင်း၍အတန်ငယ်လင်းနေလေပြီမြောက်လေသွေးသွေးနှင်းဖွေးဖွေးမှာအေးကြမ်းကြမ်းဖြင့်ရွာပြင်ရောက်လာခဲ့သောမက်ခင်ရွှေသည်ဤလိုအချိန်မှာတစ်ချိန်မျှရွာပြင်မထွက်ခဲ့သည့်အလျောက်တာယာကြည်နူးဝဲသောရှုခင်းသည်၎င်းတာယာစွာမြည်ကြွေးသောငှက်တို့၏အတန်သည်၎င်းမျက်လုံးထဲမှာရောနားထဲမှာပါအသစ်အဆန်းဖြစ်ခါကြည်မဝကြားမဝဖြစ်နေသည်ရှုမြောင်ကင်းနှင့်ငှက်တန်ကိုစိတ်ဝင်စားရင်းကြီးလင်မန်းကိုရွက်ခါအဖွားကြီးနှစ်ယောက်နောက်မှလိုက်လာသောမက်ခင်ရွှေသည်လင်းသည့်ထက်လင်းလာသောနေရောင်ဖြင့်သူတို့သွားနေသောနေရာသည်ရွာမှအတန်ငယ်ကွာဝေးသောတောင်ကုန်းမြင်ကလေးစီသို့ဦးတည်သွားနေကြောင်းသိလာရသည်အဖွားကြီးသားမိကစကားတခုမျှမပြောကြချေအရွယ်နှင့်မလိုက်အောင်ခြေလန်းခတ်သွက်လှမ်းနေကြသည်ရောက်လူသောဇောကလည်းစောင်းနေဟန်တူသည်မကြမီတောင်ကုန်းကလေးကိုရောက်လာကြသည်တောင်ကုန်းကလေးကပြောလောက်အောင်မမြင်မီမက်ခင်ရွှေစိတ်ထင်ပေတရာမျှသာမြင်သည့်တောင်ကုန်းကလေးဖြစ်သည်တောင်ကုန်းထိပ်သို့တက်သည့်လမ်းကလေးအတိုင်းအဖွားကြီးသားမိတက်သွားသည့်နောက်ကမက်ခင်ရွှေလိုက်လာသည်
တောင်ကုန်းလေးထိပ်တွင်ကမြင်းကြီးကွက်လက်ကလေးဖြစ်သည်ထိုနေရာရောက်သောအခါမက်ခင်ရွှေမှာများစွာအံ့အားသင့်သွားမိသည်သူထင်လာခဲ့သည်ကဤတောင်ကုန်းကလေးထိပ်တွင်ဒူတင်ဆောင်သည့်သူတော်စင်တဦးတယောက်နေထိုင်ရာကျောင်းသင်ငန်းကလေးတစ်ခုခုရှိပေမည်ဤကျောင်းသင်ငန်းထဲဝယ်တည်ငြိမ်သောတမာရီဖြင့်တရားထိုင်နေမည်အဖွားကြီးနှစ်ယောက်၏သားမောင်သူတော်စင်တစ်ပါးကိုတွေ့ရလိမ့်မည်ဟုသူထင်ခဲ့၏ယခုတွေ့ရသည်ကမက်ခင်ရွှေအထင်နဲ့အမြင်ပါစင်အောင်လွဲနေသည်တောင်ကုန်းထိပ်ဝယ်မြေကွက်လက်ကလေးကမကြာခဏလှဲခြင်းတုတ်တင်ထားဟန်တူသည်မြက်ပင်ငယ်များရှိသည်ကလွဲပြီးအမိုက်မရှိချေတောင်ကုန်းထိပ်ပေါ်တွင်ကနှစ်ပရိစေတာကြာညောင်းရှည်လျားလာပြီးဖြစ်ဟန်တူသောစကဝါပင်ကြီးတစ်ပင်ရှိသည်ပင်စီပစိုးတစ်ပတ်ခန့်ရှိပြီးကြီးမားသောမြစ်ပြင်းကြီးများမှာလူတစ်ယောက်ကောင်းကောင်းပုန်းခိုနိုင်အောင်ပင်ကြီးမားနေလေပြီထိုစကဝါပင်ကြီး၏အကိုင်းအခက်များအုပ်ဆိုင်နေသည့်အေးမြသောအရိပ်ဝဲရုပ်ကလပ်တစ်ခုကိုတုံမိထားသည့်ဂူတစ်ခုကရှိနေသည်ဂူဆိုတော့လဲတမန်ကူဖြစ်ယုံမျှလှုပ်ထားခြင်းမဟုတ်ချေကြောက်တုံးများဖြင့်ခိုင်ခန့်မြင်းမြန်စွာပြုလုပ်ထားသောဂူဖြစ်သည်ထိုဂူကိုမြင်လိုက်လျင်ပင်မက်ခင်ရွှေအဖို့မြည်တို့မျှအပြေမပေါ်နားမလည်နိုင်ဖြစ်ရသည်ဂူကခန့်ညာပါသည်သို့သောဂူ၏အရွယ်တံပမာဏကအသက်9နှစ်အရွယ်ကလေးငယ်၏ရုပ်ကလပ်တုံမိသည့်အနေအထားပမာဏမျှသာရှိပြီးဆီယမလေးရဲ့ဖွားဖွားပူဇော်ဖို့လာတယ်ဆိုတဲ့သားဆိုတာဒီကူထဲမှာပေါ့အမေကြီးရဲ့စကားကိုဟုတ်တယ်ဆီယမလေးအမေမောင်လေးရဲ့ကူပေါ့အမေတို့သားမိနှစ်စဉ်မောင်လေးဆုံးတဲ့နေ့မှာမပြတ်မကွက်လာပြီးပူဇော်ကြတယ်ဟူ၍သမီးဖြစ်သူကထောက်ခံပြောဆိုသည်မခင်ရွှေကအတိတ်ဘယ်ကိုလုံးဝနားမလဲတော့လဲခရီးရောက်မဆိုင်မင်းမြန်း၍မသိလျော်သေးသည်တကြောင်အဖွားကြီးသားမိပူဇော်ခြင်းအမှုပြုပြီးမှအေးအေးဆေးဆေးမေးတော်မီဟုစိတ်ကူးမိ၍တကြောင်ဘာမှပြန်မပြောသေးပဲဦးကောင်းမော်ရွက်လာသောကြေးလင်မန်းကိုအသာအရာချပေးလိုက်သည်အဖွားကြီးသားမိကဂူပေါ်တွင်တင်ရှိနေသောဖုံမှုန့်များကိုသူတို့ဦးကောင်းမှပတ်လာသောမျက်နှာတုပ်ပဝါများဖြင့်တုတ်တင်နေစေမှာပင်မက်ခင်ရွှေကဂူပတ်လည်မှာတန်ရှင်းစီရန်ကူညီလုပ်ပေးသည်ဂူကပြောလောက်အောင်ညစ်ပတ်ပေးကြခြင်းမရှိပေယူဆောင်လာသောအမွှေးနှံသားများကိုဂူပေါ်မှပတ်ဖြန်းခြင်းပန်းပွင့်ပန်းကုံပန်းခိုင်တွေကိုဂူပေါ်မှတင်ခြင်းဖျောင်းနိုင်များကိုဂူပတ်လည်မှာထွန်းညှိခြင်းစသည်တို့ကိုသားမိနှစ်ယောက်တိတ်ဆိတ်စွာပြုလုပ်နေကြသည်ကိုမက်ခင်ရွှေကလည်းတိတ်ဆိတ်စွာပင်ကူညီလောက်ကင်ပေးနေသည်ဂူပေါ်တွင်ခမီးထိုးထားသည့်ကြောက်ပြားတစ်ချက်မြုပ်ထားသည်ကိုတွေ့သဖြင့်မက်ခင်ရွှေကဖတ်လိုက်သည်ဂူတွင်မှလဲလျောင်းနေသောရုပ်ကလပ်ရှင်၏နာမည်ဟုယူဆရသောသားထူးသားမြတ်အသက်9နှစ်နှင့်1လဟူသောစာကိုတွေ့ရသည်၎င်းပြင်အသက်9နှစ်အရွယ်သားထူးသားမြတ်ဆိုသူကွယ်လွန်သည့်ခုနှစ်တက္ကရာရက်စွဲကိုပါရေးထိုးထားသဖြင့်မက်ခင်ရွှေကအချိန်ကာလကိုတွက်ကြည့်လိုက်သောအခါ9နှစ်အရွယ်ဂူတွင်းကရုပ်ကလပ်ရှင်ကွယ်လွန်ခဲ့သည်မှာနှစ်ပေါင်း48နှစ်ကျော်နေပြီဖြစ်ကြောင်းသိရ၏ဤဂူထဲကရုပ်ကလပ်ရှင်ကွယ်လွန်ချိန်ကဆိုလျင်မက်ခင်ရွှေလူမဖြစ်သေးချေမယုံရင်ပုံမြင်မှတ်လို့ပြောရမယ်ထူးထူးဆန်းဆန်းအဖြစ်ကလေးတွေရှိသက်ကွယ်ဟူသောပညာရေးအရာရှိစကားကိုမက်ခင်ရွှေချက်ချင်းသတိရလိုက်သည်9နှစ်အရွယ်သာရှိသေးသောဤကလေးငယ်ကိုသူ့လိုငါလိုတတ်မှန်နာမည်မမဲ့ပဲထူးထူးခြားခြားသားထူးသားမြတ်ဟုမှဲ့ထားသည်လူများနှင့်ဆိုင်ရာတုတ်တန်တွင်မြုပ်နှံတကြိုခြင်းမပြုဘဲတီးခြားတည်ရှိသည်ဤတောင်ကုန်းငယ်ထိပ်မှာအထွတ်အမြတ်ခိုင်ခန့်စွာလာရောက်သူမိထားသည့်အုတ်ဂူထဲကခလေးအရွယ်ရုပ်ကလပ်ရှင်သည်မိကဲ့သို့
ထူးဆန်းပါသည်။မိခင်နှင့်အမကတရွတ်တသေးလာရောက်ပြီးအများသူငါလိုအလွမ်းပြေဟုသောစကားအထိတ်အမှတ်ဟုသောစကားကိုမသုံးမဲပူဇော်သည်ဟုသောထူးထူးခြားခြားစကားကိုသုံးထားသည့်အတွက်မခင်ရွှေအဖို့ပိုပြီးတိလို့စိတ်ပြင်းပြလာသည်အဖွားကြီးသားမိသည်ပူဇော်ပွဲပစ္စည်းများကိုနေရတကြထားသူပြီးစီးသောအခါ9 နှစ်အရွယ်ကလေးငယ်၏ရုပ်ကလတ်တူမိထားရာကြောက်ကူကိုရိုသေးစွာကြော့ကြသည်အမေတို့ထက်မြင့်မြတ်တဲ့ကျေးဇူးရှင်သားကိုအမေတို့လာပြီးပူဇော်ပါရဲ့သားရင်မောင်လေးကိုအမတို့လာပူဇော်ပါတယ်မောင်လေးဂုဏ်ကျေးဇူးတွေကိုအမတို့ဘယ်တော့မှမမေ့ပါဘူးမောင်လေးရဲ့အဖွားကြီးတို့သားမိတယောက်တစ်ခွန်းပြောနေကြသောအတန်တွေကကြေကွဲလှိုက်လဲတန်ပါလာသည်ကိုမခင်ရွှေသတိထားမိသည်အဖွားကြီးသားမိကြေကွဲတန်နှင့်လိုက်ရောညီစွာပင်ပဝင်းချင်းရှုမြော်ခင်းနှင့်မျက်စိပဒါဒမြင်ကွင်းကလည်းလွမ်းဆုပ်ဖွယ်ကောင်းရကားမခင်ရွှေပင်ဘာမှမသိရသေးပဲလွမ်းကျင်စိတ်ပေါ်လာမိတော့သည်ဆီယမလေးကတော့ဘာမှသိမှာမဟုတ်ဘူးနော်ရီဝေသောမျက်လုံးဖြင့်ကြောက်ကူကိုငေးကြည့်နေသောမခင်ရွှေသည်အဖွားကြီးစကားကြောင့်စကားအစရသွားသည်ဟုတ်ကဲ့ဖွားဖွားကြောက်ကူတွေကရုပ်ကလတ်ရှင်ဟာထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာကျမအသေးချာယုံကြည်ပါတယ်ကျမသိသိချင်ပါတယ်ဖွားဖွားရဲ့ပြောနိုင်ရင်ပြောပြပါလို့ကျမတောင်းပန်ပါတယ်ဖွားဖွားအေးကွယ်အဲ့ဒီလိုယုံယုံကြည်ကြည်နဲ့စိတ်ဝင်စားမယ်ဆိုရင်ဖွားဖွားပြောပြမယ်လीနားထောင်ဆရာမလေးရဲ့ဒီလိုကွယ်လွန်ခဲ့သောနှစ်ပေါင်း50ကျော်60နီးပါးအချိန်ကာလကဆိုလျင်ရေပြာရွာသည်မော်တော်ကားလမ်းဘေးမှတည်ရှိ၍တော်တော်ပင်စီကားသောရွာကြီးတစ်ရွာဖြစ်ခဲ့သည်ဥဒဟုသွာလာနေသောကုန်တင်မော်တော်ကားခရီးလေတင်မော်တော်ကားများကိုအမိပြုသောအားဖြင့်ရေပြာရွာမှလူအများစုသည်လေယာလုပ်ငန်းခွင်ကိုဖိဖိစီစီမလုပ်ကြပဲမော်တော်ကားလမ်းဘေးတစ်လျှောက်မှာထမင်းဆိုင်လက်ဖက်ရည်ဆိုင်အကျော်ဆိုင်ကွန်စစ်လိတ်လက်ဖက်တုပ်ဆိုင်စသည်များကိုတေခင်းရောင်းချခဲ့ကြသည်ချိုးရည်သုံးရည်တောက်ရည်ဦးတဲရောင်းကြသည်အိတ်ဆက်နားနေရန်တေးခုကန်းလေးတွေစောက်ပြီးညာအိတ်ခရီးသည်တွေကိုငှားစားကြသည်ဤလုပ်ငန်းများဖြင့်ခြောက်လည်နေကြသည့်ရွာသူရွာသားတွေကိုအားမကျပဲမိဘဘိုးဘွားလက်ထက်ကအသက်မွေးဝမ်းကြောင်းအဖြစ်လှုပ်လာခဲ့သောအလုပ်ကိုသာတမယိုးကျလုပ်ငန်းအဖြစ်ထွန်ရက်စိုက်ပျိုးလုပ်ကင်စားတောက်လာခဲ့ကြသောညားကာစားဇနီးမောင်နှံတစ်စုံရှိနေသည်ဤဇနီးမောင်နှံကစိတ်ကောင်းရှိသည်နှင့်အမျှရိုးလွန်သောကိုဖိုးအောင်နှင့်မက်ရွှေအိမ်တို့ဖြစ်ကြသည်ကိုဖိုးအောင်နှင့်မက်ရွှေအိမ်တို့ကချို့ငယ်ဆင်းရဲလှသည်ကောက်ဆိုင်အငှားလိုက်လဲအချိန်ကုန်လျင်ဇနီးမောင်နှံ2ယောက်တော်ရဲသွားထင်းခုတ်ထင်းခွေကမော်တော်ယာဉ်ကားလမ်းဘေးမှာစီးပွားဖြစ်နေသည့်ဈေးဆိုင်တွေကိုထင်းရောက်သည်သူတို့ဇနီးမောင်နှံကဈေးရောက်ရန်အားမကျသည်မှာအစမ်းမဟုတ်ဈေးရောက်ရမှာလိုအပ်သည့်အရင်အနီးအိုးခွက်ကရိယာတန်းစားပလားဆိုသည်မှာလုံးဝမရှိသူများဖြစ်သည်အရင်နီထူထောင်ရန်ငွေချေးစီကမူကောက်တင်းကောက်စရာပင်မရှိအောင်စင်းရဲချို့ငယ်သောကိုဖိုးအောင်နှင့်မက်ရွှေအိမ်ကိုမိသူကမျှချေးငှားလူစိမ့်မရှိကြသည်ကိုလည်းသူတို့ဇနီးမောင်နှံကောင်းကောင်းသိနေသည်ထို့ကြောင့်မိသူအကျွေးကိုမျှတပြားတစ်ချက်အတင်းမခံအကျွေးမယူအပြောဆိုမခံဟုသောစိတ်ဖြင့်စင်းရဲခြင်းထံကိုကြိတ်မိတ်တီးခံကကင်းကင်းရှင်းရှင်းနေခဲ့ကြသည်ဤနေ့ကသူတို့ဇနီးမောင်နှံ2ယောက်သည်9 နှစ်ကျော်အရွယ်ရှိနေပြီဖြစ်သောသမီးဦးကလေးကိုကိုဖိုးအောင်ကကြောပိုးပြီးမက်ရွှေအိမ်ကကျိုးကွေနှင့်ဓားထည့်ထားသည့်ဆိုင်းတဘိုးကိုထမ်းကထင်းခွေရန်တောရဲသူထွက်လာခဲ့ကြသည်သူတို့တောရဲသွားသောလမ်းသည်
ဤတောင်ကုန်းငယ်လေးမှကပ်ပြီးသွားလိရှိကြသည်တောင်ကုန်းထိပ်မှာဝေးဝေးဆဆအုပ်ဆိုင်နေသောစကဝါပင်ကြီးကထိုအချိန်ကပင်ပြိုမျှသာရှိသေးသည်တစုံတဦးကတမင်လာဆိုင်ထားသလားသူ့အလိုလျောက်အလေးကျပေါက်နေသလားဆိုသည်ကိုမှုကိုဖိုးအောင်တို့ဇနီးမောင်နှံမသိကြပေမိုးကြအချိန်မှုရှာမြစ်ချိုးထွက်ရင်မြေပြင်မှာရွှေစင်ခင်းထားသလိုဝါဝင်းသောစကဝါပွင့်တွေတင်းချမ်းကြွေကြနေသည်ကိုကောက်ယူရန်ဤတောင်ကုန်းငယ်ပေါ်သို့တက်လိရှိကြသည်ဒီနေ့တော့ထင်းခွေတာနောက်ဆုံးပဲရွှေရင်ရေမိုးသုံးလိချိန်တော့ကြာနေပြီပဲလေလုပ်ငန်းကစတော့မယ်မဟုတ်လားမင်းရောငါရောအားတော့မှမဟုတ်ဘူးကွဒီတခါရတဲ့ထင်းကိုမယောင်းတော့ပဲတို့မိုးတွင်းစာပဲထားလိုက်ကြရအောင်တကူးကုန်ပြီးကစုံဆန်းမီဖြစ်ရာတကြံမိုးက၃ချိန်ရွာပြီးခဲ့လေပြီကစုံလာပြီကိုကြိုသည့်အနေဖြင့်ကစုံလာဆန်းမှာမိုးကြီးတစ်ချိန်ရွာလိုက်သေးသည်ပူပြင်း၆တွေ့သောနှွေရသည်မှာညှိုးနေခဲ့သောတစ်ပင်တို့ကစိမ့်လန်းဝေစားလာကြသည်မိုးဖြန့်ဖြန့်ရွာလျင်လေလုပ်ငန်းဝင်ရတော်မူဖြစ်၍ကိုဖိုးအောင်ကဇနီးတွေကိုပြောလိုက်ခြင်းဖြစ်၏ဤပေါ်ကိုသုံးဖို့ချမ်းရအောင်မှာပေါ့မရွှေရင်ကပြောရင်းသူတို့အနားကပ်ပြီးဖြတ်လာသောတောင်ကုန်းအခြေမှာမြေပေါ်ကျွေကျနေသည့်စကဝါပွင့်၃လေးပွင့်ကိုမြင်လိုက်သဖြင့်ကုန်းထိပ်ပေါ်ကစကဝါပင်ကြီးကိုမော့ကြည့်လိုက်မိသည်ဟောကိုဖိုးအောင်ကြီးစကဝါပင်ကြီးကစောစောစီစီပွင့်နေပြီတော့ကြည်စမ်းမအောင်အပင်ပေါ်မှပွင့်နေစေစကဝါပွင့်ဝဝတွေကိုမက်ရွှေအိမ်လှမ်းမြင်သဖြင့်ပြောလိုက်သည်အေးဟာဒီနှစ်အပင်ကြီးစောစောစီစီပွင့်နေတယ်ကိုဖိုးအောင်ကပါမော့ကြည့်ထောက်ခံလိုက်သည်ပန်းတွေကောက်ရအောင်တော့အပင်အောက်ဘလောက်ကျွေးနေမယ်မသိဘူးလာကိုဖိုးအောင်တောင်ကုန်းပေါ်တက်ကြစို့မရွှေအိမ်ကတောင်ကုန်းပေါ်တက်ရန်ခြေလှမ်းပြင်းရင်ပြောသည်ဟုတ်ကွာပြန်မကောက်ပါလားကိုဖိုးအောင်ကကန့်ကွက်၏အခုကိုကောက်ချင်တယ်တော့ကျုပ်စိတ်ထဲမှာထူးထူးဆန်းဆန်းစောစောပွင့်တဲ့ပန်းကိုဖျားတင်ချင်နေတယ်ကိုဖိုးအောင်ရဲ့အပြန်မှဆိုရင်သူများကောက်သွားလို့မရလိုက်ဖဲနေမှာပြောပြောဆိုဆိုမရွှေအိမ်ခြေလန်းတွတ်တွတ်ဖြင့်တောင်ကုန်းပေါ်တက်သွားသောအခါကိုဖိုးအောင်ကမနေတာတော့ပြီသမီးလေးထမ်းလျက်မရွှေအိမ်နောက်လိုက်လာရသည်ဟုတ်တော့ကိုဖိုးအောင်စကဝါပင်ကြီးမှာဘာတုံးကြည့်စဲစကဝါပင်ကြီးကိုလှမ်းမြင်ရသည့်အခါမရွှေအိမ်တုံကနေရက်လိုက်ပြီးအတန်အုပ်အုပ်ဖြင့်ပြောလိုက်သောကြောင့်ကိုဖိုးအောင်ကကြည့်လိုက်သည်စကဝါပင်ကြီးအရင်မြေပေါ်မှာတကူလုံးအဝတ်ဖြူဝတ်ထားသည့်လူတစ်ယောက်တည်းလဲလျောင်းနေသည့်သဏ္ဍာန်ကိုတွေ့ရ၏တို့လာနေကြနေရပဲတရေချောက်တာတော့မဟုတ်ပါဘူးလူအစ်စ်နဲ့ပဲတူးပါတယ်မရွှေရင်ကတီးတိုးပြော၏လာကွာအနားသွားကြည့်အောင်အဝတ်ဖြူဝတ်ထားတော့သူတော်ကောင်းနဲ့ပဲတူးပါတယ်ကိုဖိုးအောင်ကပြောသောအခါမရွှေရင်ကတဘောတူပြီးမြင်သာသောခြေလမ်းများဖြင့်အနားသို့ကပ်သွားကြသည်သူတို့ထင်သည့်အတိုင်းပင်စကဝါပင်ရင်မှလဲလျောင်းနေသည့်တဒန်းသည်အသက်60ကျော်အရွယ်ခန့်မှန်းရသည့်အိုမင်းရင်ရောသောလူသူတော်တစ်ပါးဖြစ်ချေသည်မိတို့ဖြစ်သည်ကိုကိုဖိုးအောင်နှင့်မရွှေရင်တို့အသေးအချာမသိတော်ညာလဲလူသူတော်အဖိုးကပြင်းထန်သောဝေဒနာတစ်ခုခုကိုခံစားကာဘဝကူးတော်မူဆဲဆဲအခြေအနေမှာရှိနေသည်ကိုကဇနီးမောင်နှံနှစ်ယောက်လုံးအကဲခတ်မိသည်သို့သောလူသူတော်အဖိုးကအမှတ်တညာတတိချိုယွင်းခြင်းမရှိခြင်းသူအနားမှာညင်သာစွာထိုင်လိုက်ကြသောကိုဖိုးအောင်တို့မိသားစု၃ယောက်ကိုမျက်လုံးဖွင့်ကြည့်သည်အဖကျွန်တော်တို့ဘာကူညီရမလဲခမညာကျောပေါ်ကသမီးလေးကို
မြေပေါ်သို့အသားအရာချပြီးကိုဖိုးအောင်ကပစစ်ဒူးချထိုင်၍ရိုသေးစွာမင်းနေခိုင်မှာမက်ရွှေအိမ်ကအဖိုးကိုခြေရင်းဘက်မှကျုံကျုံယုံယုံထိုင်သည်ဦးကောင်းမှပတ်ထားသောပစိုးစုပ်ကိုဖြီး၍အဖိုးကိုခြေထောက်မှဝိုင်းအောင်နေသည့်မှတ်ချင်းတွေကိုမောင်းနှင်မိသည်ရေးလေးတစ်ပေါက်တော့တောက်ချင်တယ်ကွလေးတွေ့သောအတန်ဖြင့်အာယူပြောသောအဖိုးအိုကိုကိုဖိုးအောင်ကတနာကျင်နာစွာဖြင့်သူတို့ယူဆောင်လာသည့်ဘူးသီးကြောက်ထဲမှရေကိုတန်းစင်စွာစီးထားသောအုံမုတ်ခွက်ထဲသို့ထည့်ကာသူတော်စင်အဖိုးအို၏ဦးခေါင်းကိုယူရပိုက်ထွေးထုပေးပြီးရေတိုက်သည်တာဒုတာဒုတာဒုအဖိုးအိုကလေးလေးတွဲ့တွဲ့တာဒုခေါ်သည်ထို့နောက်စကဝါပင်ကြီးတနေရာကိုလက်ဖြင့်ညွှန်ပြသည်ငါကိုအဲ့ဒီနေရာမှာမြုပ်တိုးတောင်းသောစကားကိုတခေါနဲ့ပြောကအဖိုးအိုသည်ညင်သာစွာမျက်စိမှိတ်သွားရှာသည်ကဲဘလို့လုပ်မလဲကိုဖိုးအောင်မရွှေအိမ်ကမေးသည်ရေတိုက်စဉ်ကအဖိုးအိုဦးကောင်းကိုရင်ဝင်မှာထွေးပိုက်ထားခဲ့သောကိုဖိုးအောင်ကယခုသူ့ရင်ဝင်မှာဦးကောင်းမိရင်ဝိညာဉ်ချုပ်သွားပြီဖြစ်သောအဖိုးအို၏ရုပ်ကလပ်ကိုမူလလဲလျောင်းရာနေရာသို့အသားအရာပြန်ချထားလိုက်သည်ဤနေရာကိုသူတို့ဇနီးမောင်နှံသည်စကားဝါပန်းပွင့်ချိန်အမြဲလာကောက်ခဲ့ဘူးသည်လူရိပ်လူရောင်တခါမျှမတွေ့ခဲ့ဘူးကြီးဤတောင်ကုန်းငယ်ထိတ်ကလည်းလူပုံးခုနေစရာတစ်ပင်ခြုံပုတ်ထူထပ်ခြင်းလည်းမရှိပင်ရောင်နွယ်ရောင်တောပန်းပင်နှစ်ပင်နှင့်မြက်ပင်များသာရှိသည်ဒီအဖိုးဘဲကရောက်လာပြီဘာဖြစ်လို့သေးပါလိမ့်ကွယ်သူ့ကိုယ်ပေါ်မှာဝစ်ထားတဲ့ပိတ်ဖြူကလွဲပြီးဘာပစ္စည်းမှလည်းမရှိပါဘူးငါတနာလိုက်တာကွာအဖိုးအိုကြီးရုပ်ကလပ်ကိုကြည့်ပြီးကိုဖိုးအောင်ကပြောသည်ဟုတ်ပါတယ်တော့တနာစရာကောင်းပါတယ်အဖိုးရုပ်လက္ခဏာကလည်းသူတော်ကောင်းလက္ခဏာပါပဲအဲ့ဒါဘလို့လုံးမလဲကိုဖိုးအောင်မရွှေအိမ်ကထောက်ခံပြောပြီးမေးပြီးသားမေးခွန်းပြန်မေးသည်ဘလို့လုံးမလဲကွသူ့နောက်ဆုံးအချိန်မှာဒုမိသားစုပဲသူ့အနားမှာရှိနေတာသူမှားတဲ့အတိုင်းဆောင်ရွက်ပေးလိုက်တာဒို့ဖို့ကုသိုလ်ရပါတယ်ကွာမင်းကလည်းဒီနေ့မှဆွတ်ဆွတ်ရွရွပေါက်တူးကိုစိုင်းနေထဲ့ထန်လာတာအဖိုးအတွက်ရည်ရွယ်လာတယ်လို့ဖြစ်နေတယ်ရွှေရင်ရဲ့ကိုဖိုးအောင်ကပေါက်တူးကိုဆွဲယူရင်ပြောသည်ဟုတ်ပါရဲ့တော့ဟိုတနေ့ကထင်းခွေရင်ကြက်ပင်တွေ့လာခဲ့တာအမှတ်ရလို့ကြက်ဦးတူးခဲ့မယ်အကြံနဲ့ပေါက်တူးလေးဆွဲလာခဲ့တာအခုတော့သူတော်ကောင်းအဖိုးအတွက်ကုသိုလ်ပြုဖို့ဖြစ်လာရတာကြက်ဦးတူးတာထက်မြတ်ပါတယ်တော့မရွှေရင်ကတကယ်စေတနာဖြင့်ပြန်ပြောသည်ဇနီးမောင်နှံနှစ်ယောက်တယောက်ကတူးတယောက်ကမြေးစားတွေကျုံးဖြင့်မကြမီသူတော်စင်အဖိုးအိုကြီးရုပ်ခန္ဓာကိုသုံးမီးမြုပ်နှံရန်လုံလောက်သည့်ကျင်းတစ်ခုဖြစ်လာသည်ကိုဖိုးအောင်နှင့်မရွှေအိမ်သည်အဖိုးကိုရုပ်ကလပ်ကိုရိုသေးစွာရှခုကြော့ပြီးနှစ်ဦးသားအတက်နိုင်ဆုံးညှင်းသာစွာဖြင့်ချီယူကာမြေကျင်းထဲမြုပ်နှံလိုက်ကြသည်ကြွေကြနေသောစကဝါပွင့်တွေကိုမရွှေအိမ်ကကောက်ခါအဖိုးအိုကြီးမြေပုံပေါ်မှာပန်းပူဇော်သည့်သဘောဖြင့်တက်ရက်စွာစုပုံတင်ထားလိုက်သည်ထိုနေ့အဖို့ထင်းခွေရန်အချိန်မရှိတော့သဖြင့်ဇနီးမောင်နှံနှစ်ယောက်သမီးလေးထမ်းပြီးလာလန်းသို့ပြန်လှည့်ခဲ့ကြတော့၏နှစ်ဦးလုံးစိတ်ထဲမှာကငွေကြေးပတ်စံတပြားမျှမကုန်မဲမြင့်မြတ်သောကုသိုလ်ကောင်းမှုတစ်ခုကိုပြုလုပ်ရသည်ဟုတွေးကာဝမ်းမြောက်နှစ်သိမ့်နေကြသည်ထိုညမှာပင်မရွှေအိမ်သည်ထူးခြားသောအိမ်မက်ကိုမြင်မှတ်လိုက်၏သူတို့ဇနီးမောင်နှံရိုသေးစွာမြုပ်နှံခဲ့သောအဖိုးအိုသည်မရွှေအိမ်တို့အိမ်ဦးကမ်းမှာပင်တမြင့်ခွေထိုင်နေသည်
မိန်းကလေးငါရဲဟန်းဝစ်ချင်တယ်သို့တော်လဲအချိန်မကြာသေးတော့ဝိဖြူစင်ကြယ်နဲ့ပဲတဘဝပြီးသွားတယ်အခုမိန်းကလေးတို့အိမ်မှာလာနေမယ်သို့တော့ကြာတော့မနေဘူးကွငါအသွင်တဲ့ရဟန်းလိုပေါ်လာတဲ့အချိန်မှာငါတခြားဘဝကိုသွားရအောင်မှာပဲအဲ့ဒီဘဝမှာမှငါမြင့်မြတ်တဲ့ရဟန်းဖြစ်ရမှာမိန်းကလေးစီမှာခဏနားတဲ့သဘောပေါ့ကွယ်မိန်းကလေးတို့ဂျေဇုကိုတုံ့ပြန်မှာပါပြတ်သားပီသားစွာပြောသောသူတော်စင်အဖိုးအိုကြီးစကားကိုအိယာကနိုးလာသောမက်ရွှေအိမ်သည်မမေးပြောင်းနိုင်ပဲဆွဲဆွဲမြဲမြဲပင်မှတ်သားမိသည်သို့သောထိုအိမ်မက်ကိုသူခမွန်းကိုဖိုးအောင်မှလွဲ၍မြည်သူကိုမျှမပြောပြဝွန်ကြီးတောင်ကုန်းထိပ်မှာအဖိုးအိုသူတော်စင်တစ်ပါးကိုတကြိုခဲ့ရသည်ဟုရွာတကြီးနှင့်ရွာသားတွေကိုအတိပေးစဉ်ကနင်တို့စကားမှန်ရလားဖိုးအောင်တရက်တရွာကရောက်လာတဲ့အာဂန်တို့ကိုပစ္စည်းယူလူတက်ပြီးပိတ်ဖြူပန်မြုပ်ခဲ့တာလားဟိမရှိခိုးနိုးမလှဆုံးမျိုးဟူသောစကားအတိုင်းချိုးချိုးနှိမ်နှိမ်ပြောသူကပြောသည်တကြီးမင်းကသူ့ပိုင်နက်မှာသူ့တာဝန်မကင်းဟု၍ရွာသားအချို့နှင့်ကိုဖိုးအောင်ဇနီးမောင်နှံကိုပါခေါ်ကာအလောင်းဖော်ကြည့်မည်ဟု၍တောင်ကုန်းထိပ်ကိုတက်သည်အလောင်းမှာတန်တရားဖြစ်เสียအချက်လက်တွေရင်မြို့ပေါ်တက်ပြီးဂက်တိုင်ရလိမ့်မယ်ဖိုးအောင်ဒီအဖိုးကြီးဘာမှမသိပဲနဲ့မင်းတို့လင်မယားသဘောအတိုင်းမြုပ်ခဲ့တာကိုကမင်းတာဝန်မကင်းဘူးကွဟူသောစကားကိုတကြီးကလေးတန်းမဖြင့်ပြောသည်အာကိုအားထားကြောထောက်နောက်ခံမရှိသောသူစင်းရဲ့လင်မယားကိုမြေနဲ့ရာဝိုင်းပြီးလှန်ဆိုင်ကြခြင်းသာဖြစ်သည်ထိတ်လန့်စိုးရိမ်သောစိတ်ဖြင့်လိုက်လာရသောကိုဖိုးအောင်နှင့်မက်ရွှေအိမ်ကတောင်ကုန်းထိပ်ပေါ်ရောက်လာလိသောအခါသူတို့မျက်စိကိုပင်မယုံနိုင်ကြတော့ကြီးဘယ်နေရာမှာလဲကွာအလောင်းမြုပ်ထားတာတကြီးမင်းကမေး၏တောင်ကုန်းထိပ်တွင်သူတို့လင်မယားမနက်အချိန်ကမြုပ်ထားခဲ့သောအဖိုးအိုကြီးမြေပုံနေရာကလုံးဝပြတ်ကွယ်နေသည်မြေကြီးကိုတူးဆွထားသည့်လက္ခဏာလည်းမရှိမြက်ပင်တွေလည်းနေရာမပြတ်စကဝါပန်းပွင့်တွေကလည်းအပင်ပေါ်ကကျွေးထားသည့်ပင်ကိုအနေအထားအတိုင်းပြန့်ကျဲနေသည်လူတစ်ယောက်လုံးကိုမြုပ်နှံထားသည့်မြေပုံနေရာဟူ၍အရေးအယောင်လက္ခဏာပင်ရှာမတွေ့တော့ချေမနက်ကဖြစ်သည့်ကိစ္စသည်ယခုညနေဆောင်မှာအစအနပင်မရှိတော့အောင်ပျောက်ကွယ်သွားခဲ့သည်ကိုဖိုးအောင်တို့ဇနီးမောင်နှံကဘာမျှမပြောတတ်တော့မျက်လုံးအကြောင်သာပါဇက်အဟောင်းသားဖြင့်တကြီးမင်းနှင့်ရွာသားတွေကိုသာကြည်နေတော့သည်လကစင်ရဲ့ငတ်ပြတ်လို့စိတ်ယူပေါက်တိုင်းတွေ့ကြရ8000ပြောနေတာလာမိကမောလိုက်တာတကြီးမင်းကစိတ်ဆိုးဆိုးဖြင့်ကျိမ်းမောင်ရေးယူပြီးရွာသားတွေနဲ့ပြန်သွားကြပြီးတဲ့နောက်သူစင်းရဲလင်မယားကိုဖိုးအောင်နဲ့မက်ရွှေအိမ်ကိုသူတို့ကိုယ်တိုင်ရေတိုက်ခဲ့ရမြုပ်ခဲ့ရသည်သူတော်စင်အဖိုးကိုအကြောင်းကိုစကားမဆဝန်းကြတော့ချေနေ့လေဘက်တကြီးမင်းနဲ့ရွာသားတွေအကျိမ်းမောင်ပြောဆိုခံထားရပြီးညဘက်အထက်ပါအိမ်မက်ကိုမတ်လိုက်သောအခါမက်ရွှေအိမ်သည်သူ့ယောက်ျားကိုဖိုးအောင်ကလွဲပြီးမြည်သူကိုပြောဝန်ပါတော့မည်နီမက်ရွှေအိမ်ကိုဝင်ရှိလာသည်အချိန်စေသောအခါခက်ခဲခြင်းပင်ပန်းခြင်းလုံးဝမရှိပဲပြေဖြိုးဖြူစင်သောတားယောက်ျားကလေးတစ်ယောက်မွေးဖွားလိုက်သည်ဖိုးအောင်နှင့်ရွှေအိမ်တို့မွေးထားတဲ့သားကလေးတွားကြည့်ကြစမ်းသူတို့ယုံနေတော့မတန်ဘူးဟဲ့ချစ်စရာကောင်းလိုက်တဲ့ကလေးလေးဟူ၍၎င်းဒီကလေးမူတန်တခါမှမကြပါကလားဟူ၍၎င်းရွာထဲမှာပြောကြဆိုကြသည်သူတို့ပြောသည့်အတိုင်းပင်သားငယ်သည်ထူးထူးခြားခြားဖြူစင်ကြည်လင်သောရုပ်လက္ခဏာဖြင့်ကြက်တည်ရှိလာသည်ဝမ်းမှထွက်သည့်အချိန်ကစပြီးတစ်ချိန်မျှငိုကြွေးခြင်း
အတန်ပေးခြင်းမရှိကြမရွှေရင်ကနှိုးတိုက်လျင်ဆို့သည်နှိုးစာသည်ဟူ၍ငိုကြွေးခြင်းလုံးဝမပြုပေခလေးငယ်စဉ်အချိန်ကရွာသူရွာသားတွေကတိတ်အေးတဲ့ခလေးမငိုတတ်ဘူးဟုဆိုသည်အခါလေကျော်၍စကားပြောတတ်သောအရွယ်မှာတားငယ်သည်လုံးဝအတန်မထွက်သောအခါခလေးကအာလေးမွေးထားတာထင်ပါရဲ့ထင်မြင်ချက်ပေးကြပြန်၏ခလေးငယ်သည်အခြားကလေးများလိုစော်ခြင်းလှုပ်ရှားခြင်းလည်းမရှိအတန်လည်းမထွက်သူ့ရှိမှဘာပြောနေနေဘာလုပ်ပြနေနေစိတ်ဝင်စားခြင်းကြည့်ရှုခြင်းရေမောခြင်းငိုကြွေးခြင်းလှုပ်ရှားခြင်းလုံးဝမရှိသောအခါဖိုးအောင်နဲ့ရွှေရင်တို့ကုသိုလ်ထူးပါလိမ့်တော့လင်မယားနှစ်ယောက်လုံးမွဲပါတယ်တေးပါတယ်ဆိုမှမွေးလာတဲ့သားကကြောင်တောင်ကန်းကလေးလားအစွန့်အားအပင်းလေးလားဘလို့မှသုံးမရတဲ့လူစင်မမီရဲ့ဒုက္ခိတခလေးဟဲ့ဟူ၍၎င်းတားယောက်ျားရဲ့လူအကိုရဖို့နင်းနေတတ်တာစင်းရဲရတဲ့အထက်တာဝန်ကြီးအောင်လားဖြစ်တဲ့ခလေးဟူ၍၎င်းအာမနာတဲ့ပြောကြဆိုကြသည်သို့သောကိုဖိုးအောင်ရောမရွှေအင်းရောတားငယ်ကိုလုံးဝမညှို့ညင်ကြပြီသမီးအကြီးမဖွားမိကမောင်လေးကိုအထိုက်လျောက်ကြည့်ရှုထိန်းချောင်းတက်နေပြီဖြစ်၍ဇနီးမောင်နှံနှစ်ယောက်ခါတိုင်းလိုပင်အလုတ်အကိုင်းမပြတ်နေရမှရွာသူရွာသားတွေအဖို့အံ့ဩစရာဖြစ်လာသည်တားငယ်ကိုမွေးပြီးအခါလေကျော်အရွယ်မှာလဲကူလီလုံနေသောကိုဖိုးအောင်သည်မြည်သူ၏လဲနှင့်မှမထိဆက်ပဲလွတ်ကင်းသောနေရာမှာရှိသည့်ရေအိုင်ဟောင်းတစ်ခုကိုကြာရွက်နှုခူးရန်သွားသည်ပဒုံမှာကြာရွက်အလိမ့်နုနုကလေးများကငပိရည်နှင့်တို့စားလျင်ထမင်းအလုံးရင်သည်ကိုဖိုးအောင်နှင့်အတူနေသမား၃ယောက်ကလည်းကြာရွက်ခူးရန်လာကြသည်အိုင်ကန်းဆက်သို့ဆင်းလိုက်သောကိုဖိုးအောင်၏ခြေနှင်းချရာညီဆိုင်ကဲတစ်ခုသည်ပဲ့ပြီးရေအိုင်နှင့်ကျသွားသောအခါကိုဖိုးအောင်ထိုင်လျက်လဲသွားသည်ထိုအခါလက်ကဆွဲမိဆွဲရာဆွဲလိုက်သောအခါညီကြီးတဲ့မြုပ်နေသည့်တန်ကွင်းလိုအရာတစ်ခုကိုလက်ကစွတ်မိလျက်သာဖြစ်သွား၏ကိုဖိုးအောင်ကတန်ကွင်းလိုအရာကိုဆွဲယူပြီးအိုင်ထဲကရေဖြင့်ဆေးလိုက်သည်ထိုအရာသည်တန်ကွင်းမဟုတ်ဘဲဝင်းမဲ့သောအယောင်ဖြင့်ရှေးဟောင်းရွှေချေချင်းကြီးဖြစ်နေသည်ထိုသတင်းသည်တတ်မဟုတ်ချင်းရွာထဲပြန်သွား၏ရွာကြီးရတတ်သူတဦးကဈေးနှိမ်ပေးပြီးဝယ်သည်မယောင်းလျင်ဂတ်ကိုအကြောင်းကြားမည်ထိုခေတ်ကမြေထဲမှရသမျှပိုင်ရှင်မဲ့ဥစ္စာသည်အစိုးရဘဏ္ဍာတော်ဟူသောသတ်မှတ်ချက်ကရှိနေကြောင်းကိုဖိုးအောင်ကသိစေသည်ထို့ကြောင့်ကိုဖိုးအောင်ကပေးသမျှဈေးဖြင့်ရောင်းလိုက်ရသည်မည်သို့ပင်ဖြစ်စေထိုငွေဖြင့်အိမ်ကလေးကိုမိုးနိုင်ကားနိုင်ပြင်နိုင်ခဲ့သည်ထိုရေအိုင်ဟောင်းပတ်လည်မှာကိုဖိုးအောင်လိုပစ္စည်းဟောင်းတွေ့နိုးနိုးရှားသူတွေများလာသည့်အတွက်အန်ရယ်မကင်းကြောင်စဉ်းစားမိသောကိုဖိုးအောင်ကမသွားတော့ဘဲလမ်းဖြတ်လိုက်၏လိုချင်လောဘဖြင့်ရှားသူတွေဘာမျှမတွေ့တော့၍လက်လျှော့ပြီးရေအိုင်ဟောင်းစီမသွားကြပဲလူရှင်းမှကိုဖိုးအောင်ကကြာရွက်နှုခူးရန်သွားသည်ထိုအခါအိုင်ဆက်တွင်မာကြောကြောအရာတစ်ခုကိုခလုတ်တိုက်မိ၍ကြည့်လိုက်သည်မြေအိုးလိုတစွန်းတစပေါ်နေသည်ကိုတွေ့သဖြင့်ဓာဟုဖြင့်ကောလိုက်၏အုပ်ရှိသည်မဲ့အရွယ်သားသားရှိပြီးအင်္ဂရေဖြင့်အလုံးပိတ်ထားသောမြေဦးငယ်ကလေးကိုတွေ့ရသည်ဒနှောင်းနှင့်ထုခွဲကြည့်လိုက်သောအခါကိုဖိုးအောင်၏ဝမ်းမြောက်မှုကပြောပွေမရှိတော့ချေမိကြည့်ခဲ့တမျှရဲရဲနီနေသောဗရံများယေသနာများကိုမြေဦးကလေးဖြင့်အပြည့်တွေ့ရသည်အရွယ်အစားမှာအကြီးဆုံးပဲလွန်းစေအရွယ်မှအငယ်ဆုံးငေုပ်ကောင်းစေအရွယ်အထိရှိသည်စင်းကျော်အလုံးတွေဖြစ်သောဗရံများအယောင်မှာကြည်မဝနိုင်အောင်ပင်
ကြက်တရီရှိစွာရဲရဲတောက်အယောင်တွေဖြာနေသည်ဤတစ်ချိန်မှာကကိုဖိုးအောင်သည်ဇနီးမရွှေအိမ်ကလွဲပြီးရွာထဲမှာညီသူကိုမျှအတိမပေးတော့ပဲတိုးတိတ်စွာတိမ်ဆဲထားသည်မြို့ပေါ်တက်သည့်အခါတင့်တော်တလောက်တိုးဝှက်ယူသွားပြီးရောင်းချသည်လေကူလီကရသည့်ငွေဖြင့်မြို့ပေါ်မှာ36កောင်ထိုးရမှနိုင်လာသည့်ဟန်မျိုးပုံမှားရိုက်သည်ကိုဖိုးအောင်ရောမက်ရွှေအိမ်မှာသူတို့ယူသေးစွာမြုပ်နှံပေးခဲ့ရသည့်လူသူတော်ဝင်စားသောသားကလေးကကောင်းကျိုးချမ်းသာပေးကြောင်းအသေးအချာသိကြရကားသားကလေးကိုအထူးဂရုစိုက်ယူရပြုစုသည်ဤသို့ဖြင့်ရွာသူရွာသားတွေမရိပ်မိအောင်ဗရန်များတွေကိုတိုသိပ်စွာထူခွဲရောင်းချပြီးအိမ်ကလေးကိုမိသားစုနေလောက်ယုံလုံလုံခြုံခြုံကလေးစောက်သည်ရွာသူရွာသားတွေကမှုကိုဖိုးအောင်လေကူလီကငွေဖြင့်36កောင်နိုင်နေသည်ဟုထင်နေကြသည်အလူဒါနကိုလည်းလူတွေမရိပ်မိအောင်အနှဲငယ်စီလီပြီးလှူသည်ဖိုးအောင်က36កောင်နဲ့အကျိုးပေးတယ်ဟဲ့သူမြို့ကိုသွားရင်လိုက်သွားကြသူထိုးတဲ့အကောင်ကိုထိုးကြည့်ကြစမ်းရွာထဲကစကားသံထွက်လာသည်ကိုဖိုးအောင်သည်ရွာသားတွေမရိပ်မိအောင်သူတို့နှင့်အတူ36កောင်ဒိုင်းခံနေသောအိမ်ကိုဝင်ရသည်သို့သောရွာသားတွေပါလာသည့်အခါတိုင်း36កောင်ဒိုင်းကအစင်မပြေသောအကြောင်းကြောင့်ပိတ်ထားနားထားသည်နှင့်သာကြုံနေကြရကားတို့ကစားဝိုင်းနဲ့ကြိုးမပေးပါဘူးကွာကာကဝလိယလင်မယားသာသူတို့သားဒုက္ခိတကလေးကအကျိုးပေးနေရတဲ့တူပါတယ်ဟူသောစိတ်ပြက်လက်ရော့စကားကိုရွာသားတွေဆိုကာကိုဖိုးအောင်နဲ့မလိုက်ကြတော့ချင်းကိုဖိုးအောင်အဖို့လွတ်လပ်သွားလေသည်ဗရန်များကလေးတွေရောင်းရငွေသည်တော်တော်မြင့်မြတ်ကလေးရသည်ဗရန်များကလေးတွေကအပြစ်အနာကင်းယုံမဟုတ်အရေးအသွေးကပါကောင်းလွန်းသည်ဖြစ်ရာအကုန်အစင်ရောင်းချရမည်မလို့သုံးပုံတစ်ပုံမျှရောင်းယုံဖြင့်ကိုဖိုးအောင်နဲ့မက်ရွှေအိမ်တို့အေးအေးလူလူနေထိုင်စားတောက်နိုင်သည်အမျှော်မြင်ရှိသောဇနီးမောင်နှံကအိမ်မှာကုန်းစုံဆိုင်ကလေးတည်ထားလိုက်သည်ဤသို့ဖြင့်ကိုဖိုးအောင်နှင့်မက်ရွှေအိမ်တို့သားကလေးသည်အသက်9နှစ်အရွယ်တိုင်လာခဲ့လေပြီထိုအချိန်အသက်အရွယ်အထိစကားပြောခြင်းငိုကြွေးခြင်းစော်ကစားခြင်းမျိုးမရှိပဲစားလို့တောက်လို့ကြောင်းပူဇာခြင်းလည်းမရှိခဲ့ကြွေးချိန်တန်သည့်အခါမိဘနှင့်အမကကြွေးသည်ကိုတစုံတရာမျှပြောဆိုမေးမြန်းခြင်းမပြုဘဲစားပြီးဖျားစဉ်ရှိမှသာတမင်ခွေထိုင်နေလေရှိသားငယ်အသက်9နှစ်တင်းပြေသောနေ့ကစပြီးမက်ရွှေအိမ်သည်ပူပန်ဆိုးရင်တောကစိတ်ကလွှမ်းမိုးလာခဲ့သည်မစားနိုင်မအိပ်နိုင်အောင်ဖြစ်လာသည်ကိုဖိုးအောင်ကြီးသားလေးကိုဝင်မတဲမီကလေးမှာကျုပ်တို့မြေမြုပ်တကြိုခဲ့ရတဲ့လူသူတော်ကိုအိမ်မက်တာကျုပ်ပြောခဲ့ဘူးတယ်မဟုတ်လားသားငယ်9နှစ်ပြည့်ပြီး3ရက်အလွန်မှာမက်ရွှေအိမ်ကတိုးတိတ်စွာပြောသည်တွင်ကိုဖိုးအောင်သည်ထိတ်လန့်စိုးရိမ်စိတ်ဝင်လာသည်အေးငါသတိရတယ်ဘလို့လဲမင်းမျက်လုံးထဲမှာမြင်နေပြီလားရွှေစိတ်ငြိမ်စွာထိုင်နေသောသားငယ်ကိုလှမ်းကြည့်ပြီးကိုဖိုးအောင်ကစိုးရိမ်စွာပြန်မေးသည်မြင်နေပြီတော့ကိုဖိုးအောင်မင်းမြင်ရပုံကိုပြောစမ်းကျုပ်ကလည်းအိမ်မက်ထားတော့တနေ့မှတတိမလစ်ဘူးဂယုဆိုင်စောင့်ကြည့်နေခဲ့တာသားကလေး9နှစ်ပြည့်ပြီးနောက်ပိုင်းတရက်ကစလို့ထူးထူးခြားခြားမြင်လာတယ်မက်ရွှေအိမ်ကပြောရင်မျက်ရည်ကျသည်ဟုတ်ပါသည်မက်ရွှေအိမ်သည်အိမ်မက်ကိုတတိမလစ်ပဲသားငယ်ကိုအထူးဂယုဆိုင်စောင့်ကြည့်နေခဲ့သည်သားငယ်9နှစ်ပြည့်ပြီးနောက်တစ်နေ့ဝဲသားငယ်သည်သူထိုင်နေကြနေရဖျားစဉ်ရှိဝဲ
ထိုင်နေကြပုံသဏ္ဍာန်အတိုင်းသမင်ခွေထိုင်နေသည်ကိုကြည့်နေသောမက်ရွှေမျက်လုံးထဲတွင်ကသားငယ်ထိုင်နေသည့်ဘေးတွင်ရှင်းလျက်ကြီးညိုစပွဲတပ်ပယ်တင့်တယ်လာသောယဟန်တော်တစ်ပါး၏ပုံသဏ္ဍာန်ကိုထင်ထင်ရှားရှားဖူးတွေ့နေရလေသည်ထိုယဟန်တော်ကသားတော်၏ရုပ်ရည်ယူပကာပင်ဖြစ်တော်လဲဝါတော်60ရပြီးသောယဟန်နာမထင်သမျှရင့်ကျက်တည်ငြိမ်သည့်အိန္ဒြေတိတ်ခါဖြင့်ကြည်ညိုစရာကောင်းလာသည်ထိုယဟန်တော်အသွင်သဏ္ဍာန်သည်သားငယ်ထိုင်လျင်ထိုင်လျက်သားငယ်လဲလျောင်းလျင်လဲလျောင်းလျက်သားငယ်အစာအာဟာရစားတောက်နေလျင်တပိတ်တော်ကိုပိုက်ခါစွန်းဖုံးပေးလျက်ဖြင့်သားငယ်၏ပဂရိကိုခန္ဓာနှင့်ရှင်းလျက်သာမက်ရွှေအိမ်ထင်ထင်ရှားရှားဖူးတွေ့နေရသည်မက်ရွှေအိမ်က3ရက်တိုင်တိုင်သူအထူးဂယုစိုက်ကြည့်၍မြင်တွေ့ခဲ့ရပုံကိုကိုဖိုးအောင်အားတေးသေးချာချာပြောပြီးကျုပ်စိတ်ဆွဲလို့များထင်မြင်နေသလားလို့စိတ်ကိုဖြေဖြောက်ပြတယ်မိမိပျောက်ပျောက်နေကြည့်တယ်မရဘူးကိုဖိုးအောင်ထင်ထင်ရှားရှားပြက်ပြက်တသားကြီးမြင်နေရတယ်တော့ဟောအခုပဲကြည့်တားထိုင်နေရနဲ့ရှင်းလျက်ယဟန်တော်ပုံသဏ္ဍာန်ပေါ်နေတယ်ဆိုရင်တော့ကကြောင့်ကြလာသောမျက်ရည်ကိုတုပ်လိုက်သည်ကိုဖိုးအောင်ကဇန်ဝင်နေသလိုတည်ငြိမ်စွာထိုင်နေသောသားငယ်ကိုလှမ်းကြည့်၏သို့သောမက်ရွှေမြင်သလိုကမမြင်ပေမြည်တို့ပင်ဖြစ်စေသူတို့မိသားစုကိုစင်းရဲတွင်မှကဲတင်၍ကောင်းကျိုးချမ်းသာပေးသည့်ထူးခြားသောသားငယ်ကအိမ်မက်အတိုင်းသူတို့ကိုခွဲခွာပြီးဘဝကူးရှာတော့မည်ဟုသောအသည့်ကြောင့်ကိုဖိုးအောင်မက်ရွှေအိမ်မှာရင်ထဲတွင်မချိတင်ခဲ့ပူပင်ကြရှာသည်ရင်သွေးရင်နှင့်ချစ်လာစွာသောသားငယ်သည်ဘယ်အချိန်ခါမှသွားရှာတော့မည်လဲဟုသောစိတ်ဖြင့်မအိမ်နိုင်မစားနိုင်ဖြစ်ရသည်ထိုအခါတည်တံ့မှတ်တတ်သည့်10နှစ်ကျော်အရွယ်ရှိနေပြီဖြစ်သောသမီးကြီးကမိဘမျက်ရည်ကျသောအခါငိုမဲ့မဲ့ဖြင့်အကြောင်းကိုမေးရှာသည်မိဘများကတိုးတိုးတိတ်တိတ်ဖြင့်နားလည်အောင်ပြောသောအခါသမီးကြီးသည်ချစ်လာသွားသောမောင်လေးအတွက်မိဘနှင့်အတူရောပြီးမျက်ရည်ကျရသည်မိသားစု3ယောက်စိုးရိမ်ပူပန်စွာဖြင့်သားငယ်ကိုအကဲခတ်စောင့်ကြည့်နေခဲ့ရာသားငယ်9နှစ်ပြည့်ပြီး၍တလတိတိကြာသောအချိန်ဝယ်သားငယ်၏လက်ရဘက်လက်ဖွားတွင်နီရဲသောအကျိတ်အဖုတစ်ခုပေါ်လာကသားငယ်၏ကိုယ်အသားသည်မိခဲ့သည်မြချစ်ချစ်တောက်ပူလာသည်သားငယ်ကလူးလိမ်ခြင်းအော်ဟစ်ညည်းညူခြင်းငိုကြွေးခြင်းတွန့်လိန်ရှုံမဲခြင်းလုံးဝမရှိခြင်းပဂတိတည်ငြိမ်စွာပင်အိပ်ရာထဲမှလဲလျောင်းနေသည်သားငယ်နှင့်ရှင်းလျက်ပင်လဲလျောင်းနေသောယဟန်တော်အသွင်ကိုဤတစ်ချိန်မှာမက်ရွှေရင်တယောက်တည်းမဟုတ်တော့ပဲကိုဖိုးအောင်ရောသမီးကြီးပါဖူးတွေ့ရ၏မက်ရွှေရင်နှင့်သမီးကြီးကမျက်ရည်ဖြိုင်ဖြိုင်ကျနေသည်ကိုဖိုးအောင်ကမှုမငိုမိအောင်စိတ်ကိုတင်းပြီးတုံရီသောအတန်ဖြင့်တောင်းပန်၏တားရဲ့တားဟာအဖေအမေထက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာမေနဲ့အဖေသိပါတယ်တားရဲ့ကျေးဇူးကိုလည်းအဖေနဲ့အမေအသက်ရှင်သေး၍မမေ့နိုင်ပါဘူးဒါပေမဲ့ရင်သွေးရင်နှင့်ချစ်လာတဲ့တားရဲ့အတန်ကိုအဖေနဲ့အမေမကြားလိုက်ရတာအဖေအမေလို့အခေါ်မခံလိုက်ရတာကိုဖြစ်အဖေနဲ့အမေသေသည့်တိုင်အောင်စိတ်ကောင်းနိုင်မှာမဟုတ်တော့ပါဘူးအဖေတောင်းပန်ပါတယ်တားရဲ့အဖေအမေလို့တားခေါ်လိုက်တဲ့အတန်ကိုကြားပါရစေအဖေတောင်းပန်တာကိုငှဲ့ညာပြီးခေါ်လိုက်စမ်းပါတားရဲ့အဖေအမေကျွန်တော်သွားတော့မယ်ကုန်းထိပ်ကစကဝါပင်ကြီးအောင်ဟိုနေရာမှာပဲကျွန်တော်ကိုမြုပ်ပါ
ကြည်လင်ရေးမြသောအတန်ဖြင့်ပြက်ပြက်သားသားပြောကာညှင်းသားစွာမျက်စိမှိတ်သွားလေတော့သည်တားငယ်ဝိညာဉ်ချုပ်ငိမ့်သည်နှင့်တပြိုင်နက်သူတို့ဖူးတွေ့နေရသောယဟန်တော်အသွင်တရံသည်လည်းပျောက်ကွယ်သွားလေသည်အဖွားကြီးသည်အုတ်ကူထဲမှလင်းလျောင်းနေသည့်ရုပ်ကလပ်ရှင်၏အထုပ်ပတ်တီကိုပြော၍ဆုံးသောအခါအဟောင်းကအသစ်ဖြစ်လာဟန်ဖြင့်စီးကြလာသောမျက်ရည်စာကိုပခုံးပေါ်မှမျက်နှာတုပ်ပွားဖြင့်တုပ်လိုက်သည်သမီးဖြစ်သူကမျက်ရည်မကျတော့လဲဆွေးလျာကြေကွဲဟန်ဖြင့်ဥကောင်းငိုက်ဆိုင်ချနေသည်မခင်ရွှေသည်သူ့ညံဖြင့်စဉ်းစား၍မမိအောင်ပင်ထူးဆန်းသောအဖြစ်ကိုစိတ်ဝင်စားစွာနားထောင်နေရမှမေးလိုက်၏ဒါဖြင့်ဒီအုပ်ကူနေရာဟာဖွားဖွားတို့တကြိုခဲ့တဲ့လူသူတော်ကြီးမြုပ်တဲ့နေရာပေါ့နော်ဖွားဖွားဟုတ်တယ်မိန်းကလေးအဖွားကြီးကဖြေ၏တကြီးမင်းနဲ့ရွာသားတွေလာတော့လူသူတော်ကြီးမြုပ်ထားရမြေပုံကိုမတွေ့ဘူးဆိုတော့ဖွားဖွားသားကိုတကြိုဖို့တူးတော့ကောဘာမှမတွေ့ဘူးလားဖွားဖွားအေးကွယ်အဲ့ဒါတော်တော်စဉ်းစားရခက်နေတယ်သားလေးကိုအုတ်ကူသွင်းမယ်လို့ဒီတောင်ကုန်းပေါ်တက်လာတော့လူသူတော်ကြီးကိုမြုပ်ခဲ့တဲ့မြေပုံနေရာကောအဖွားစုပုံတင်ထားခဲ့တဲ့စကဝါပန်းတွေအပုံလိုက်ခြောက်နေတာရောနေရာမပြတ်ပြန်တွေ့နေရတယ်သားကိုမြုပ်မယ်လို့တူးလိုက်တော့လေသူတော်စင်အဖိုးအိုကြီးရဲ့အယိုးစုတွေကိုလည်းနေရာမပြတ်တွေ့ရတယ်မိန်းကလေးရဲ့မခင်ရွှေသည်အံ့ဩပြီးရင်အံ့ဩနေရလေတော့သည်အဖွားကြီးကဆက်ပြော၏ရွာသူရွာသားတွေကိုတော့ဘာမှအထွေအထူးမပြောတော့ပါဘူးကျုပ်တို့သားလေးကိုသူတို့ကဒုက္ခိတအစွန့်အားလေးဆိုထားတော့ကျုပ်တို့သားဒုက္ခိတလေးသေပြီသွားမြုပ်လိုက်တော့မယ်လို့တကြီးနဲ့စိန်ငောင်းကိုတိုင်ပြီးဒီမှာလာတကြိုလိုက်တာပေါ့ဘသူမှအတုပလိုက်မပို့ကြဘူးလားမခင်ရွှေကမေးအဖွားကြီးကဖြေသည်လူမသိစေခြင်းဘူးလေသားလေးကလည်းကြာရှည်ဖြစ်နေတာမှမဟုတ်တာမနှစောစောအဲ့ဒီလိုနေမကောင်းဖြစ်ပြီးတနားရီလောက်ပဲကြာတယ်ဘဝကူးသွားရှာတာဆိုတော့တကြီးမင်းနဲ့စိန်ငောင်းကိုသားကလေးယောဂဆိုးနဲ့စုံးတယ်လို့တိုင်တော့ဝမ်းယောဂလားပလိတ်ယောဂလားကြောက်ယောဂလားတွေးပြီးကြောက်ကြတယ်ထင်မရဲ့မြန်သွားမြုပ်လို့တော့တိုက်တွန်းလိုက်ကြသေးတယ်မိန်းကလေးရဲ့ကိုဖိုးအောင်အဖွားချုံမှုဆိုပြီးမြို့ကဝဲလာခဲ့တဲ့ကတိပါဆောင်ကြီးနဲ့သားကလေးကိုကြကြနနခြုံပေးပတ်ပေးပြီးကိုဖိုးအောင်ကသားကိုထမ်းတို့သားမိကပေါက်တူးကော်ပြားကိုင်ပြီးဒီတောင်ကုန်းပေါ်လာမြုပ်ပြီးမှအပေါ်ကကြောက်ကိုတဲလိုက်တာလေရှိလျားလျားစကားတွေပြောလိုက်ရ၍မောသွားဟန်တူသောအဖွားကြီးကစိတ်ငြိမ်စွာဖြင့်သူ့သားကြောက်ကူကိုငင်းငိုင်ကြည့်နေသည်ဘလို့စဉ်းစား၍မျှညံမမီနိုင်သောဤထူးဆန်းသည့်အဖြစ်ကိုဘလို့အပြေရှာရပါမည်လဲဟုတွေးနေသောမခင်ရွှေ၏မျက်လုံးကဂုံဆောင်ကလေးတနေရာဝဲလုံးပတ်လက်မောင်းခန့်အရှိတလန်ကျော်များရှိမည်ခမန်းရသောမွေကြီးတစ်ကောင်သည်မြက်ပင်များကိုရှဲရှဲအတန်မြည်စေလျက်ဂုံဆောင်အနှိမ့်စီသို့ရှောစင်ပြောက်ွယ်သွားသည်ကိုတွေ့လိုက်ရသည်ဟောမွေကြီးမှာအကြီးပဲမခင်ရွှေကပြောသောအခါအဖွားကြီးကဟုတ်တယ်မြင်လိုက်တယ်မွေကြီးကိုတွေးမှဘာကြီးတာပေါ်ကိုတတိရလိုက်တာနော်အမေဟုပြောသည်အေးအကိုသားပေါ်တို့ကမွေနိုင်တဲ့နေရာမှာတော့2ယောက်မရှိဘူးအေးသူမွေနိုင်မုံကလည်းအခုခေတ်လူတွေပြောလို့ယုံနိုင်စရာတောင်မရှိဘူးကွယ်ဟူသောအဖွားကြီးစကားကိုမခင်ရွှေစိတ်ဝင်စားမိပြန်လိမ့်ပြီ
ဘိုင်းတာပေါ်ကဘလို့မွေးနိုင်ပုံမျိုးလဲဖွားဖွားမခင်ရွှေကမေးမိန်းကလေးကထူးထူးဆန်းဆန်းဆိုရင်နားထောင်ခြင်းဟန်တူတယ်အေးဖွားဖွားတို့မိသားစုအဖြစ်ကပြောလို့မယုံနိုင်အောင်ထူးဆန်းတယ်လို့မွေးစရာကြီးအကိုတာပေါ်မွေးနိုင်ပုံမွေးကိုက်စေးကူပုံကလည်းပြောမယုံနိုင်အောင်ထူးဆန်းတာပဲမိန်းကလေးပြောပြပါလားဖွားဖွားရဲ့မခင်ရွှေကတောင်းပန်၏ပြောပြမယ်လေအခုနေကလေးအတော်လင်းလာပြီအိမ်ပြန်ကြအောင်ဆိုအိမ်ရောက်လို့ထမင်းဟင်းစားတော့အမောပန်းဖြေးပြီးမှဖွားဖွားတိတိချာချာပြောပြမယ်နော်မိန်းကလေးအခုပြန်ကြအောင်ဆိုဟုတ်ကဲ့ဖွားဖွားမခင်ရွှေကပြောပြီးအဖွားကြီးသားမိနဲ့တူကြောက်ကူကလေးကိုရိုးသေးစွာကြော့လိုက်၏အဖွားကြီးသားမိကသူတို့သားသူတို့မောင်ကိုနှုတ်ဆက်စကားဆိုနေစဉ်မခင်ရွှေနားတဲ့တွင်ကဤရွာကိုသူအမှုထမ်းရန်လာကန်နီး၌အခုခေတ်လူတွေအနေနဲ့မယုံရင်ပုံမြင်မှတ်လို့ပြောရမယ်အဖြစ်ထူးထူးဆန်းဆန်းလေးတွေရှိသက်ကွယ်ဟူသောပညာရေးဌာနအရာရှိ၏စကားကိုနားထဲမှာပြန်လေကြားရောက်ရင်ဘာကြီးတာပေါ်မွေးနိုင်ပုံမွေးကိုက်စေးကူပုံကိုအလွန်အမင်းသိကျင်သောဆန္ဒကိုအိမ်ရောက်ဖွားဖွားကိုနှိပ်ပြီးကြကြနနတိတိချာချာနားထောင်လိုက်အောင်မေစိတ်ထဲကတေးထားလိုက်လေသည်